လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဗန်းမြန်ရွာဆိုတဲ့ရွာကလေးမှာအရန်ကိုချောမောလာပါတဲ့ဒီစီဆိုတဲ့အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။သူကိုရွာထဲကလူပြိုတွေအကုန်လုံးကဝိုင်းပိုးကြပေမဲ့ဒီစီဟာရိုးသားပြီးအလုပ်ကြိုးစားတဲ့တောင်သူလူပြိုလေးမြတင်နဲ့ပဲချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ဒါကိုမနာလိုဖြစ်နေတဲ့သူကတော့ရွာသူကြီးသားနိုင်လူပါမောင်နိုင်လူဟာငွေကြေးချမ်းသာပြီးအာဏာရှိပေမဲ့စိတ်သက်ကတော့အောက်တန်းကျလာပါတယ်။နိုင်လူဟာကြောက်လန့်တကြားနဲ့အိမ်ပြင်ကိုပြေးထွက်ခဲ့ပါတယ်။ဒါပေမဲ့သူဘလောက်ပြေးပြေးရွာသူ့တန်လမ်းစုံကိုပဲပြန်ရောက်နေပါတယ်။အဲ့ဒီအချိန်မှာပဲမြတင်ဟာဒီစီအတွက်အမျှဝေဖို့သူ့တန်နာကိုရောက်လာခဲ့ပါတယ်။မြတင်မြင်လိုက်ရတာကတော့နိုင်လူဟာလေထဲမှာမြောက်တက်နေပြီးလူမမြင်ရတဲ့လက်တစုံကသူ့လေပင်ကိုမြစ်ထားသလိုမျိုးအသက်ရှူကျက်နေတာပါပဲ။မောင်ကျမကိုတတ်တဲ့သူကိုကျမနဲ့အတူခေါ်သွားပါရစေလို့ဒီစီရဲ့ဝိညာဉ်ကမြတင်ကိုငိုယိုပြီးပြောခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့နိုင်လူကိုရွာပြင်ကရေကန်ဆက်မှာဗိုက်ဖောင်းပြီးတည်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ထူးဆန်းတာကသူ့ရဲ့ပါဆက်ထဲမှာဒီစီအမြဲပန်လေးရှိရဲ့ခက်တာပန်းတစ်ပွင့်ကိုကိုက်ထားရက်သားပါ။အဲ့ဒီအချိန်ကစားပြီးမြတင်ဟာလည်းလူပြိုကြီးဘွားနဲ့ဒီစီအတွက်အမြဲတမ်းစွမ်းကက်အမျှဝေရင်းနေထိုင်သွားခဲ့ပါတယ်။ရွာသားတွေကတော့လက်ပြညတ်တွေဆိုရင်ရေကန်ဆက်မှာဒီစီနဲ့မြတင်တို့စကားပြောနေတဲ့မျိုးကိုကြားရသေးတယ်လို့အခုထိပြောစမှတ်ပြုနေကြပါတော့တယ်။တညမှာတော့နိုင်လူဟာဒီစီကိုအတမသိမ့်ပိုက်ဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ဒီစီကပြင်းပြင်းထန်ထန်ခုခံပြီးရွာလေကရေကန်ထဲကိုခုန်ကြကကိုအဆုံးစီရင်သွားခဲ့ပါတယ်။ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့မြတင်ဟာယူမတက်ခံစားခဲ့ရပြီးနိုင်လူကတော့သူ့အဖြစ်ကိုငွေနဲ့ဖုံးကပျော်ပျော်ပါးပါးဆက်နေခဲ့ပါတယ်ဒီစီပြီး9 ရက်မြောက်တဲ့ညမှာတော့ထူးဆန်းတာတွေဆက်ဖြစ်ပါတော့တယ်။နိုင်လူဟာသူ့အိမ်ခန်းထဲမှာအိမ်နေတုံးတစ်ချက်နဲ့လမ်းလျှောက်တန်ကိုကြားလိုက်ရပါတယ်။ကိုနိုင်လူကျမကိုမေ့နေပြီလားဆိုရဲအေးဆက်ဆက်အတန်ကြီးနဲ့အတူအခန်းထောင်ကနေစလင်ဖားရချထားတဲ့အမျိုးသမီးတစ်ယောက်ထွက်လာပါတယ်။သူမရဲ့ခန္ဓာကိုယ်ကရေတွေတဆူဆူကျနေပြီးမျက်လုံးတွေကတော့မျိုးတေးတွေနဲ့မြဲနေပါတယ်။အဲ့ဒါဒီစီပါ